Hello မင်္ဂလာပါရှင်ဒီနေ့အရင်ချစ်ဖို့ကောင်းတဲ့နေရာလေးတစ်ခုအတူတူသွားကြရအောင်နော်လေးကချင်းရိုင်မြို့အနီးနားမှာရှိပြီးတော့တောင်ထိပ်မှာတည်ထားတဲ့အရန်ချစ်ဖို့ကောင်းရဲ့အရန်လာတဲ့တိုးချံလေးတစ်ခုဖြစ်တဲ့လေးလေးကြည့်မယ်ပြီးတော့ချစ်စရာကောင်းတဲ့တိုးလေးတွေနဲ့လည်းအတူတူဓာတ်ပုံတွဲရိုက်မယ်ဆိုအရန်မိုက်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ကြံလေးကချင်းမိုင်မြို့တွေကနေဆိုလို့ရှိရင်3နာရီကျော်လောက်ကားမောင်းရတယ်ရှင်3နာရီကျော်လောက်ကားမောင်းရတဲ့အခါမှာလူကပင်ပန်းနေရပါတော့ဒါပေမဲ့အတူချန်လေးရောက်သွားတဲ့အချိန်မှာဝါရန်ဒီလာတဲ့ချစ်စရာကောင်းတာလေးတွေတွေ့ပြီးတော့လူကစိတ်တော့ပန်းပြေတယ်ရှင်ဒါတယောက်ပတ်တရာပေးရပြီးတော့အထဲရောက်ရင်တော့တစ်ကက်ကလေးပြန်လဲရင်တော့အေးလေးတွေတယောက်တစ်ခွက်ပြန်ရပါတယ်ပြီးတော့လေအမအရန်ချစ်ဖို့ကောင်းပြီးလိမ့်မာတဲ့တူးချောင်းခွေးလေးနှစ်ကောင်လေးရှိတယ်မင်းတို့လည်းချင်းမိုင်ဘက်ကိုအလေလာဖို့စဉ်းစားရတဲ့အခါမျိုးမှာဒီတိုးကြံလေးကိုလည်းအချိန်ပေးနိုင်မယ်ဆိုလို့ရှိရင်တော့သွားလေကြည့်တင်ပါတယ်နော်စိတ်ကြိုက်ဖြစ်မှသိကြပါတယ်ရှင် Grace လည်းတက်ပွင့်နဲ့အဲ့တဲ့နဲ့အတူတူအနေရလေးမှာရှူကင်းလေးတွေကြည့်တယ်ပြီးတော့ဓာတ်ပုံလေးတွေရိုက်တယ်ကော်ဖီတောက်တယ်မုတ်စားပြီးတော့အချိန်ကြာလေးနေဖြစ်ခဲ့ကြတယ်မိုင်လာလို့ဒီနေရာလေးတွေလဲချင်တယ်ဆိုလို့ရှိရင်လဲ Grace တို့နဲ့ဆက်သွယ်လို့ရပါတယ်နော်လို့လာပြီးချစ်စရာကောင်းတဲ့ဒီနေရာလေးကို sharing လုပ်ပေးရလို့လူချင်းမင်းတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်